ကြာခင်မှာပဲ original server ကိုမူတူးတို့ရဲ့ဂျင်း event တစ်ခုရောက်လာပါလိမ့်မယ်ဒီ event မှာမူတူးတို့ရဲ့ဘယ်လိုဂျင်းတွေပါဝင်မလဲဆိုတာဒီနေ့ဗီဒီယိုမှာပြပြပေးသွားမှာပဲဖြစ်ပါတယ်ကျွန်တော်ကိုအားပေးတဲ့ support ပေးနေတယ်ဆိုရင်တော့ကျွန်တော်ရဲ့ channel ကို like and subscribe ပြုလုပ်ခဲ့ဖို့လည်းတောင်းဆိုလိုက်ပါရစေဒါဆို season လေးကိုမစားခင်မှာကျွန်တော် channel လေးနဲ့အရင်မိတ်ဆက်ပေးချင်ပါတယ်Mobile Legends နဲ့ပတ်သက်တဲ့ဒီလိုဗီဒီယိုတွေကိုကြည့်ရှုနေတယ်ဆိုရင်တော့ကျွန်တော်ရဲ့ channel ကို like and subscribe ပြုလုပ်ခဲ့ဖို့လည်းတောင်းဆိုလိုက်ပါရစေခင်ဗျာကျွန်တော်ကတော့ခန့် official က editor ခန့်ပါဒီလာထဲမှာမဟုတ်ရင်တော့နောက်လာထဲမှာလာဖို့တေချာနေတဲ့ event တစ်ခုရှိနေပါတယ်ဒီ event ကတော့ brother တို့ရဲ့နေရာမှာတခြားတစ်ယောက်ကိုစားထိုးသွားတယ်လို့စကင်ရဲ့စားထိုးလဲလို့ရမယ် event တစ်ခုပဲဖြစ်ပါတယ်စကင်လဲတဲ့ event ပဲကွာဘာများထူးခြားနေလို့လဲဆိုတဲ့ brother တွေအတွက်ကျွန်တော်ရှင်းပြချင်ပါတယ် brother တို့ပြောတာမှန်ပါတယ်စကင်လဲတဲ့ event ကအရင်ကလည်းလာခဲ့တဲ့ event ဖြစ်တာကြောင့်မထူးဆန်းဘူးထင်ရပေမဲ့ထူးဆန်းဥတန်းနေတာကတော့ဆမ်မစကင်တွေပဲဖြစ်ပါတယ်ဘာလို့ထူးဆန်းနေတာလဲဆိုရင်ဒီစကင်တွေဟာဂျွန်လာထဲမှာ event တွေများနေတဲ့အတွက်ကြောင့်မလာနိုင်သေးပေမဲ့နောက်လာထဲမှာတော့ skin ribbon ကြီးနဲ့အတူရောက်လာမှာပဲဖြစ်ပါတယ်။ Mobile Legends ရဲ့တရားဝင် website တွေကလည်းကြေညာထားပြီးဖြစ်ပါတယ်ဗျာ။ကျွန်တော်ထင်တော့ Summer Skin တွေကို Skin Series တစ်ခုအနေနဲ့ထည့်သွင်းဖို့ကြိုးစားနေတာဖြစ်ပြီးဒီလောင်းနဲ့ Gavania ရဲ့ Summer Skin တွေကလည်း limited skin တွေဖြစ်ရတဲ့ဆိုတာ brother တို့လည်းသတိထားမိမှာပါ။အဲဒါကြောင့် Summer Skin တွေကလည်း Raven ပြီးနောက်ပိုင်းမှာ limited skin တွေဖြစ်လာနိုင်မှုရှိပါတယ်။အရင်မိုက်တဲ့ skin design တွေနဲ့ scale effect တွေဖြစ်လာမယ်ဆိုတာဒီ11ရဲ့ Raven skin ရဲ့ scale effect တွေကိုကြည့်ရင်သိနိုင်ပါတယ်။စကင်လဲတဲ့ event ဆိုပေမဲ့ Summer Skin ဟာသူနဲ့ Diamond တူတဲ့ Skin ပဲလဲလို့ရမှာဖြစ်ပြီးတော့ Summer Skin ချင်းချင်းတော့လဲလို့မရပါဘူးကျွန်တော်အနေနဲ့ကို့မှာ Summer Skin ရှိပေမဲ့အဲ hero ကကို့အတွက်မကင်တတ်ဘူးဆိုရင်တော့မလဲသေးပဲ Raven ပြီးနောက်ပိုင်း Scale Effect တွေကိုစောင့်ကြည့်စေချင်ပါတယ်တခြား Skin တွေဆိုတာတခြား event တွေမှာလှည့်ရင်းနဲ့လည်းရနိုင်တယ်လို့ free ပေးတဲ့ event တွေလည်းရှိနေပါတယ်ဒီ event လာလို့ကိုမကင်တတ်တာလဲမှာပဲဆိုတဲ့ brother တို့အနေနဲ့ကတော့သူမကလှည့်သားခဲ့တာကိုတော့အမေရလို့မူတူကပါထက်လှည့်သားတာခံရမဲ့သူတွေပဲဖြစ်ပါတယ်နင်တို့တွေကဲ့ရဲ့ကြလောင်ကြပြောင်ကြကဲ့ရဲ့ကြဟေးလောင်ကြပြောင်ကြကဲ့ရဲ့ကြနောက်ထပ်အကြောင်းအရာလေးကတော့ကျွန်တော်အစားကထဲဖို့အစီအစဉ်မရှိပါဘူးကျွန်တော်ကိုလာမေးကြလုံးလို့ပြောပြပေးပါမယ်ဗျပထမဆုံးမိခွန်းကတော့ promo time ကဘယ်နေ့လာမှလဲ epic record တွေကဘယ်ချိန်လာနိုင်လဲဆိုတာရင်ဖြေပေးပါမယ် promo time ကဘယ်နေ့ရောက်လာမလဲဆိုရင်အစားက6လပိုင်း29ရက်နေ့လို့ထင်ခဲ့ပေမဲ့တကယ်တမ်းတော့9လပိုင်း20ရက်နေ့မှာ original server ကိုရောက်ရှိလာမှာဖြစ်ပြီးတော့ epic record တွေဖြစ်တဲ့ CEO Amber Crawler နဲ့ Fire Crown record နဲ့အတူ time limited skin တွေဖြစ်တဲ့ Roger ရဲ့ Cyber Werewolf skin ကိုလည်းပြန်လည်ရောင်းချပေးမယ်လို့သိရပါတယ် event တစ်ခုလုံးရဲ့ promo time ကိုတော့1189လုံးအထိအများဆုံးရရှိနိုင်မှာပါဗျနောက်ထပ်မိကွန်းတစ်ခုကတော့ item chain တဲ့နေရာကလော့ပိတ်သွားမယ်ဆိုတာ official server ကြီးမှာလာမလားဒီအကြောင်းကိုပြောပြရမယ်ဆိုရင်တော့ original server ကိုရောက်လာနိုင်မှုကတော်တော်လေးနည်းပါးပါတယ်ဘာလို့လဲဆိုတော့ tournament မျိုးစုံမှာစောကစားနေရတဲ့ professional ကစားသမားတွေအတွက် DL break တာလာခဲ့ရင်တော်တော် risk ယူပြီးတော့ဆော့ရမှာဖြစ်ပါတယ် DL break လာမယ်ဆိုရင်တော့သူတို့ဘက်ကအနည်းနဲ့များ adjustment လုပ်ပြီးမှလာမယ်လို့ထင်ပါတယ်အခုချိန်ထိလည်း DL break က confirm ထားတာလည်းမရှိသေးပါဘူးဗျသေးစိတ်ကိုသိရရင်တော့ brother တို့ကိုကျွန်တော်ပြောပြပေးပါမယ်ဆက်လက်ပြီး Oscar Mac က law နဲ့ပတ်သက်တဲ့ feature အသစ်လေးနှစ်ခုပါဝင်လာပါတယ်အဲ့ဒါလေးကျွန်တော်နဲ့အတူကြည့်လိုက်ရအောင်ဗျ
Star Man မှာကျွန်တော်နဲ့အတူကြည့်ခဲ့တဲ့ Law ရဲ့ feature နှစ်ချက်ကို brother တို့လည်းကြိုက်နေတတ်မယ်လို့ထင်ပါတယ်ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲဗျာကျွန်တော်ရဲ့လိုအပ်ချက်များရှိရင်လည်းဝေဖန်ထောက်ပြသွားလို့ရပါတယ်အဲ့ဒါမှနောက်ထပ်ဗီဒီယိုတွေမှာအကောင်းဆုံးပြင်ဆင်နိုင်မှာဖြစ်ပြီးတော့အကောင်းဆုံးဗီဒီယိုတွေဖြစ်အောင်လည်းကျွန်တော်ဘက်ကကြိုးစားနေပါတယ်နောက်ထပ်ဗီဒီယိုတွေနဲ့အတူပြန်လာခဲ့ပါမယ် See you guys in next video